လူတွေရဲ့တဏ္ဍာမှာကြာရောက်နေတဲ့ဘေးရအန္တရာယ်တွေကိုဖယ်ရှားနိုင်တယ်ဆိုတော့ဘယ်ပုံဖယ်ရှားလဲတကူနဲ့မရလားအုံဖဆိုပြီးမန္တမန္တလို့တကူတွေနဲ့လူတွေရဲ့ဆင်းရဲဒုက္ခကိုဖယ်ရှားနိုင်သလားဆိုဖယ်ရှားနိုင်နော်အဲ့လိုဖယ်ရှားတာမဟုတ်ဘူးဘယ်နည်းနဲ့ဖယ်ရှားတာတုံးဆိုလို့ရှိရင်ဟိတေပဝတ္တနေနာအာဟိတာသနေဝတ္တနေနာတတ္တနာပယံဟိန္တတိဘုဒ္ဓောဘုရားမြတ်စွာဘုရားဟာဟိတေတရားရရဲ့တဏ္ဍာမှာအကျိုးစီးပွားကိုဖြစ်ထွန်းတဲ့ကုသိုလ်တရားတွေကိုပဝတ္တနေနာဖြစ်စေခြင်းဖြင့်တော့အာဟိတာသနေဝတ္တနေနာအကျိုးမဲ့ကိုဖြစ်စေရတဲ့အကုသိုလ်တရားတွေကနောက်ဆုတ်စေခြင်းဖြင့်တကောတတ္တနံတရားတို့ရဲ့ဗျံကြာရောက်လာမဲ့ဘေးရန်အန္တရာယ်ကိုဟိနတိဟန္တာဖယ်ဖြစ်တော်မူနိုင်တယ်တော့ဖယားမဘုံမှာနေကြမတူတကူနဲ့မတာမဟုတ်ဘူးเนาะဘယ်လိုမတာတော့အေးလူတယောက်ကောင်းစားစေခြင်းသူ့တဏ္ဍာမှာကောင်းကျိုးချမ်းသာကိုရစေနိုင်တဲ့ဟိတဆိုတဲ့ကောင်းကျိုးချမ်းသာကိုရစေနိုင်တဲ့သီလသမာဓိပညာဆိုတဲ့ကုသိုလ်တရားတွေဖြစ်အောင်လုပ်ခိုင်းတယ်အာဟိတလို့ဆိုတဲ့အပင်ငယ်ကြစေနိုင်တဲ့အကုသိုလ်တရားတွေကရှောင်ခိုင်းတယ်ဆိုလိုတာကမလုံတဲ့နာနဲ့လုံတဲ့နာမလုံတဲ့နာကိုမလုံနဲ့လုံတဲ့နာလုံဓမ္မကောင်းကျိုးချမ်းသာရမယ်လို့လမ်းညွှန်မှုပေးတာပဲဖြစ်တယ်အဲ့ဒီလမ်းညွှန်မှုပေးတာဟာအမှန်ကန်ဆုံးပဲတကူတော်နဲ့မရဲဆိုတာဘယ်လို့မှမဖြစ်နိုင်ဘူးဘယ်နည်းနဲ့မှဖြစ်ကိုယ့်ဟာကိုယ်တောင်ကိုယ်သာသမီမကြည့်ပါလားနော်ကိုယ်သာသမီမကြည့်ပါလားကလေးငယ်သေးရင်တော့ကြွရင်ကြွပါသို့တော့ကိုယ်သားသမီးကိုပညာတတ်ကြီးဖြစ်အောင်ကိုလုပ်ပေးနိုင်လားဆိုတော့အထောက်အကူတော့ပြုပေးလို့ရတယ်။ဘာလို့ပညာတတ်ဖြစ်အောင်ကိုယ်သားသမီးကိုကြောင်းကောင်းကောင်းအပ်ပေးမယ်။နော်ဆရာကောင်းကောင်းထားအနံပေး။သို့တော့သားသမီးကမကြိုးစားဘူးဆိုရင်သူပညာတတ်ဖြစ်နိုင်ဘူး။ကိုလုပ်ပေးနိုင်တာဟာထောက်ပံ့ကူညီခြင်းသာလည်းဖြစ်တယ်ပေါ့။လမ်းညွှန်ပေးခြင်းသာဖြစ်တယ်။တကယ်ပညာတတ်တာကတော့သူသင်မှပဲပညာတတ်မှာ။အဲ့တော့ကိုသားသမီးတောင်ကိုမလို့ရတာမှမဟုတ်တာမြတ်စွာဘုရားကလည်းတကူနဲ့မတာမဟုတ်ဘူးဒါကြောင့်မြတ်စွာဘုရားကတရားတူကိုကောင်းကျိုးချမ်းသာရစေခြင်းနဲ့ဆိုရင်အကုသိုလ်ကရှောင်ဖို့ကုသိုလ်တရားတွေကိုလုပ်ဖို့ဒါကိုပဲလမ်းညွှန်ပြုပြီးတော့တိုက်တွန်းနှိုးဆော်မှာပဲဖြစ်တယ်ပေါ့မလုပ်တဲ့နာကိုမလုပ်နဲ့လုပ်တဲ့နာကိုလုပ်ဆိုတဲ့လမ်းညွှန်ချက်အတိုင်းလိုက်တာကျင့်သုံးပြီဆိုရင်ကောင်းကျိုးချမ်းသာရမှာသိချတယ်အဲ့ဒီနည်းနဲ့မတာဒီမရဲဆိုတာဖယားမရဲဆိုတာအဲ့ဒါလိုမတာမျိုးသားလဲဘုရားဘာသာဖယားမရှိတယ်နော်တကူတော်နဲ့ဆင်းရဲမွဲတေနေတဲ့ကောင်နေချင်းရချင်းချမ်းသာစေလို့ဒီလိုလုပ်လို့လည်းမရဘူးနော်အဲ့လိုလုပ်လို့လည်းမရဘူးမလို့ရတယ်ဆိုလို့ရှိရင်အယုတ်ဆိုးအကြီးတန်းနေတဲ့လူခုချက်ချင်းချောချောလှလှလေးဖြစ်ပါစေအသားမဲတဲ့လူခုချက်ချင်းအသားဖြူသွားပါစေပရိတွန်းနေခုချက်ချင်းပရိတွန်းတာတွေပျောက်သွားစေလို့လုပ်လို့ရမှာပေါ့ဘယ်လိုလုပ်ရမလဲမရဘူးအဲ့တော့မြတ်စွာဘုရားရဲ့မဘုံမာနိကတော့မလုပ်တဲ့နာကိုရှောင်ခိုင်းတယ်လုပ်တဲ့နာကိုလုပ်ခိုင်းတယ်အဲ့ဒါကိုလိုက်နာပြီဆိုမှလူဟာလွတ်တဲ့ကြိုးရလူတွေကသတိမထားလို့ပါယောဂဖြစ်ရင်ဆရာဝန်စီသွားတယ်မဟုတ်လားဆေးဆရာစီသွားတယ်ပေါ့လေတိုင်းရင်ဆေးပဲဖြစ်ဖြစ်နောက်တိုင်းဆေးပဲဖြစ်ဖြစ်ယောဂကုသနိုင်တဲ့ဆရာစီသွားကြတယ်သွားတော့ဆရာကကုနိုင်တာလားဆိုဆရာကမကုဘူးဆရာကဘာလုပ်လဲဒီယောဂဘာကြောင့်ဖြစ်တယ်ဘယ်ဆေးတောက်ရမယ်ဒါပဲပြောတာအဲ့တော့ယောဂပြောက်အောင်ဘယ်သူကလှုပ်တာလဲဆိုဆေးကပဲလှုပ်တာဆေးမပိုင်ဆရာဝန်ကုလို့ရပါမလားမရဘူးဆေးတော့ဖို့ကအဓိကဆိုတာထင်ရှားတယ်လေအဲ့တော့ယောဂရှိလာလို့ရှိရင်ဆရာဝန်ဆေးညွှန်းတဲ့ဆေးကိုကိုတောက်မှယောဂဆိုပြောက်တယ်အဲ့ဒီတိုင်းပဲမြတ်စွာဘုရားကဒါမလုံးနဲ့ဒါလုံးဆိုတာညွှန်ကြားတယ်အဲ့ဒီညွှန်ကြားတာဟာဆေးပေးတာနဲ့တူတူပဲကိုယ်တိုင်ကမလုံးနဲ့ဆိုတာကိုလုံးတယ်လုံးဆိုတာမလုံးပဲနေရင်ဟောဘယ်သူမှကောင်းကျိုးချမ်းသာရမှာမဟုတ်ဘူးတကယ်လက်တွေ့ကြတဲ့မြတ်စွာဘုရားရဲ့
အဆုံးမှာလက်တွေ့ကြတယ်အဲ့လိုအဲ့တော့ဘုရားကိုကိုးကွယ်ပြီးဆိုရင်မြတ်စွာဘုရားဟာကိုယ်တဏ္ဍာမှာကြာရောက်နိုင်တဲ့ဘေးဟန်အနေတွေကိုကာဝယ်ဆောက်ရှောက်နိုင်တယ်ဆိုတဲ့ရွှေချက်နဲ့ကိုးကွယ်ရမှာဖြစ်တယ်